ခွေးထက်တောင်တနာဖို့ကောင်းသေးတယ်ဒီနေ့တော့အသားစားရတော့မယ်ဟေးလို့ဝမ်းသာသွားပြီးအပြင်ပန်းမှာတော့အော်ဒီငါးကဘာများထူးခြားလို့လဲလို့မေးလိုက်တယ်ဒါကနှစ်ပေါင်းထောင်ချီမှတစ်ခါတွေ့ရတဲ့ယတနာပါနှစ်ပေါင်း1300ကြာမှတကောင်ပဲမျှလို့ရတာတလုံးလောက်စားလိုက်ရုံနဲ့ငါတို့လိုဧကရစ်တွေရဲ့ကြင်ကြံခြင်းကိုတိုးတက်စေတယ်လို့သူကရှင်းပြတယ်ဒါပေမဲ့တကယ်တမ်းတော့ဘိုးဘေးအိုကြီးကစိတ်ထဲကနေဒီကိုပါလက်ငါးသားနဲ့သုံးဘဝဝိညာဉ်မြတ်ကိုတွဲစားလိုက်ရင်ကြည့်ရတာအာဟာရရှိတယ်လို့ပဲဒါပေမဲ့တကယ်ကတော့ဧကရစ်တွေကိုပါပွဲချင်းပြီးတတ်နိုင်တဲ့အစိတ်ပြင်းကြီးပဲတာမန်ဧကရစ်ဆိုရင်တလုတ်စားတာနဲ့တန်ရှန်1 byte ချက်ချင်းပောက်ကွဲသွားမှာတော်သေးတာပေါ့ငါကစောစောစီးစီးနက်ဖျားတောင်ကြားကနေအစိတ်ဖြည့်ဆေး3လုံးတောင်းပြီးတောက်ထားလို့ဒီကြီးချန်ကောကတော့ဆေးမရှိရင်တေးဖို့သာပြင်ပေတော့လို့ရုပ်မာစွာတွေးနေတာကျွန်တော်ကတော့စနစ်ကိုတိတ်တဆိတ်မေးလိုက်တယ်စနစ်ဒီငါကကောင်းကင်ဘေးတံကြောင့်ပျက်စီးသွားတဲ့ငါရဲ့တွေးကြောတွေကိုပြန်ပြုပြင်ပေးနိုင်မလားတောင်းအိမ်ရှင်နေနဲ့အိမ်မက်မနေပါနဲ့ခန္ဓာကိုယ်ကကောင်းကင်ဘေးတံကြောင့်ပျက်စီးသွားတာမို့ဒီငါကဘာမှအသုံးမဝင်ပါဘူးအလွန်ဆုံးရှိလားအသားစားခြင်းစိတ်ပြေုံပါပဲအသားစားခြင်းစိတ်ပြေရင်ရပြီဗျာစားမယ်ဟေးလို့တွေးပြီးကျွန်တော်ကမိတ်ဆွေမင်းစားကြစို့လို့ဖိတ်ခေါ်လိုက်တယ်ကျွန်တော်ငါသားကိုစားလိုက်ပြီးဟာအရသာတကယ်ရှိတာပဲလို့ပြောလိုက်တော့ဘိုးဘေးအိုကြီးကစိတ်ထဲကနေဟက်အစိတ်ပြင်းမိနေတာတော့မန်တင်းနေသေးတယ်ပေါ့မင်းဘယ်နှလုံးစားနိုင်မလဲကြည့်ကြသေးတာပေါ့လို့တွေးပြီးမိတ်ဆွေကြီးငါလည်းအဖော်လုပ်ပြီးစားပါမယ်ဆိုပြီးလိုက်စားတယ်ကျွန်တော်ကတော့ကောင်းတယ်တကယ်ကောင်းတယ်မိတ်ဆွေဘာလို့ရက်သွားတာလဲစားနိုင်စွမ်းကဒီလောက်ပဲလားလို့မေးလိုက်တယ်ဘိုးဘေးအိုကြီးမှာတော့အတွင်းထဲမှာဒုက္ခရောက်နေပြီတောက်ငါကခန္ဓာကိုယ်ထဲကဆေးရှိန်ကုံလုံးကိုတုံးပြီးဒီအစိတ်ကိုမနှဲချဖြစ်နေရတာဆေးရှိန်က9ပုံ4ပုံလောက်ကုန်သွားပြီးသူကဘာလို့ဘာမှမဖြစ်တယ်လို့ရှိနေရတာလဲလို့တုံးလုံးနေရတယ်ပြီးတော့အပြင်ပန်းမှာမန်တင်းပြီးငါရဲ့စားနိုင်စွမ်းကမင်းထက်တေချာပေါက်တာပါတယ်မိတ်ဆွေကြီးမင်းလှဲ့ပဲလို့ပြန်ပြောတယ်ဒါဆိုရင်တော့ငါအမနာတော့ဘူးတော့ဆိုပြီးကျွန်တော်ကအားရပါရဆက်စားနေလိုက်တယ်ဘေးကမြေးဖြစ်သူမင်းကြိုယူကတော့စိုးရင်ကြီးနဲ့ဘိုးဘေးထိန်းထားပါဦးဘိုးဘေးရဲ့မျက်နှာကဘာလို့ပိုပြီးဖြူဖက်လာရတာလဲကြီးချန်ကောကတော့စားလီမျက်နှာကပိုပြီးမြင်းမြန်းဆိုပြီးလာလေပဲလို့တွေးပြီးလက်နေရှာတယ်ဘိုးဘေးအိုကြီးကများမကောင်းတော့ဘူးဆေးရှိန်ကုန်သွားပြီးအစိတ်ကနှလုံးသားထဲအထိရောက်လာပြီးလို့ညီးတွားရင်းကျွန်တော်ကိုကြည့်ကမင်းတကယ်ပဲဘလောက်တောင်စားထားတာလဲလို့မေးတယ်ကျွန်တော်ကဘိုက်ကိုပုတ်ပြီးမကောင်းတော့ဘူးမြင်းမြန်းစားမိလို့နည်းနည်းရင်ပြည့်သွားပြီးလို့ပြောလိုက်ရောမြေးဖြစ်သူကဘိုးဘေးကြည့်လိုက်ဦးသူ့မျက်နှာအယောင်ပြောင်းသွားပြီးသူမခံနိုင်တော့ဘူးအစိတ်မိပြီးတေတော့မယ်လို့ဝမ်းသာအားရပြောတယ်ကြီးချန်ကောမင်းလည်းနောက်ဆုံးတော့လို့ဘိုးဘေးအိုကြီးစကားမဆုံးခင်မှာပဲကျွန်တော်ကစောစောကစနစ်စီကပေါက်ထားတဲ့အစာကြေဆေးဘူးကိုထုတ်ပြီးဆေးလုံးတွေကိုပါဇက်ထဲအစမတန်ကောက်ထည့်လိုက်တယ်ဘိုးဘေးအိုကြီးမျက်လုံးပြူသွားပြီးဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဲ့ဒါဘာဆေးလုံးကြီးလဲအဲ့ဒီဆေးလုံးကထွက်လာတဲ့အနံကဒါကောင်းကင်အဆင့်ကိုကြော်လွန်တဲ့နတ်ဖျားဆေးပြားပဲနတ်ဖျားတောင်ကြားကခေါင်းကျုပ်တောင်တစ်လုံးမှမဖော်ဆက်နိုင်တဲ့အရာကိုသူကပါဇက်ထဲအပြည့်တွတ်သွင်းနေတာလားနတ်ဖျားဆေးပြားကိုအစာကြေဆေးဖြစ်တုံးပြီးအစိတ်ပြေအောင်လုပ်နေတာလားလို့ရင်ဘက်တိမတက်တုံလို့သွားတော့တယ်ကျွန်တော်ကတော့ဆေးကိုဝါစားရင်းချင်းချင်းချိုချိုလေးနဲ့အရသာတကယ်မဆိုးဘူးပဲလို့ပြောလိုက်တယ်အိုင်ငါးတကောင်လုံးကိုငါကုံအောင်စားလိုက်ပြီးအခုတော့ငါစွပ်ပြုတ်ရည်ကြီးပဲကြံတော့တယ်လာပါမိတ်ဆွေစွပ်ပြုတ်ရည်ပူပူလေးတောက်ပြီးအစာချေဖြတ်ရအောင်ဒီတစ်ခွက်ကိုအကုန်တောက်လိုက်စမ်းလို့ကမ်းပေးလိုက်တယ်ဘိုးဘေးအိုကြီးကကြောက်လန့်တကြားနဲ့မလို့တော့ပါဘူးအဖိုးကြီးကျွန်တော်ဘိုက်ပြေသွားပါပြီပြီးတော့အိမ်ကအမေကြီးကကလေးမွေးတော့မှမို့လို့အရင်ဆုံးခွင့်ပြုပါဦးလို့ပြောပြီးပြေးဖို့ပြင်တယ်မလုပ်ပါနဲ့အောင်ဒီလောက်စွပ်ပြုတ်ရည်ကောင်းတာကိုမတောက်ရင်နှမျောစရာကြီးဒါမှမဟုတ်မိတ်ဆွေကငါ့ကိုမျက်နှာမပေးချင်တာလားလို့ကျွန်တော်ကလေတံတင်းလိုက်တယ်ဘိုးဘေးအိုကြီးကစိတ်ပြက်လက်ပြက်နဲ့ထားပါတော့ဒီတလုတ်တောက်ပြီးတာနဲ့ချက်ချင်းပြေးမယ်နောက်ဆိုဒီကောက်နာကိုလုံးဝမလာတော့ဘူးလို့တွေးပြီးစွပ်ပြုတ်ရည်ကိုတောက်လိုက်တယ်ပြီးတော့မိတ်ဆွေကြီးနောက်မှပြန်တွေးကြတာပေါ့အဖိုးကြီးအရင်လို့ပြောရင်းနဲ့တင်မျက်လုံးပြူပြီးဝုန်းဆိုပြီးလဲကျတည်ဆုံးသွားခဲ့တယ်ဘိုးဘေးကြီးပြလို့မြေဖြစ်သူကအုံမိုးတော့တာပေါ့ကျွန်တော်စိတ်ထဲမှာဟာဗျာဒီလူကြီးကအညစ်ပတ်တကယ်မရှိတာပဲငါစားရင်းနဲ့ဘိုက်ပေါက်ပြီးတေသွားတာလားငါရဲ့နာမည်ကြော်ကြားမှုမက်တွေတော့သွားပါပြီလို့နှမျောနေမိတယ်ပြီးတော့အပြင်ပန်းမှာတော့ကဲတော်တော့မငိုနဲ့တော့မမျိုးနယ်စုကလူတွေကဘာလို့ဒီလောက်တောင်စီကံမရှိရတာလဲလူကြီးကလဲတည်တယ်လူငယ်ကလာငိုတယ်လို့ပြောလိုက်တယ်ဘိုးဘေးအသက်ချမ်းသာပေးပါဘိုးဘေးအသက်ချမ်းသာပေးပါမင်းကြိုယူဒီလူကြီးကမင်းရဲ့လူကြီးပဲဒီပစ္စည်းတွေကိုအမြန်သိမ်းပြီးမင်းတို့မျိုးနွယ်စုစီပြန်ပြီးတော့ဒီမှာအချိန်မဖြုံးနဲ့တော့လို့ကျွန်တော်ကမောင်းထုတ်လိုက်တယ်တပည့်အမိတ်တော်အတိုင်းလိုက်နာပါမယ်လို့ပြောပြီးပြေးသွားကြတော့တယ်ကျွန်တော်စိတ်ထဲမှာတော့အရှုံးကြီးရှုံးတာပဲအဆင့်3ဧကရစ်တယောက်ကကိုယ့်ဘာသာကိုဘိုက်ပေါက်တည်သွားတာငါ့ကိုနာမည်ကြော်ကြားမှုအမှတ်တမဲ့မှမပေးသွားဘူးလို့ညီးတွားနေမိတယ်ဒါပေမဲ့မင်းမျိုးနွယ်စုစီရောက်တဲ့အခါမှာတော့လူတွေကတုံလို့ကုန်ကြတယ်ကိုပါတရားမင်းကိုထွက်ပြေးဖို့တတိတောင်မရှိအောင်ဖိအားပေးနိုင်တာတင်ချင်းအစိမ့်မိပြီးတည်သွားအောင်လုပ်နိုင်တာကြီးချန်ကောရဲ့ကြင်ကြံခြင်းကတကယ်ပဲအတိုင်းအဆမရှိနဲ့နေတာပဲခိုင်းချုပ်အခုတော့ဘိုးဘေးကြီးတည်သွားပြီဆိုတော့ဒီကိစ္စကိုထားလိုက်ဦးအဓိကကတော့ကြီးချန်ကောကကြိုယူကိုဘာလို့ပြန်လွတ်ပေးလိုက်လဲဆိုတဲ့ရည်ရွယ်ချက်ကိုသိဖို့ပဲခိုင်းချုပ်ဒါကအဲ့ဒီယတနာနဲ့ပတ်သက်နေမလားကိုပါငရဲနေမြေရဲ့ကောင်းကင်ကြီးတော့ပြောင်းလဲတော့မယ်ငါတို့ဒီလူကိုတွားမရှုပ်ရဲဘူးလို့မျိုးနွယ်စုကောင်းဆောင်ကဆုံးဖြတ်လိုက်တယ်ဒီကြီးချန်ကောကထိုက်ရွှံမျိုးသမီးဧကရစ်နဲ့လောကရဲ့ယတနာကိုလူဖို့ပြင်နေတာဆိုတော့ငါကပဲကူညီပေးလိုက်မယ်ကြိုယူမင်းဒီပစ္စည်းကိုကြီးချန်ကောစီတွားပေးလိုက်သွားပြီးရင်မင်းမျိုးနွယ်စုစီပြန်မလာနဲ့တော့ငါတို့မင်းမျိုးနွယ်စုကဒီနေ့ကစပြီးအင်အားကြီး9ခုစည်ရင်းကနေလုံးဝနှုတ်ထွက်တယ်ခိုင်းချုပ်ငါတို့မင်းမျိုးနွယ်စုကဒီနယ်မြေမှာနှစ်ပေါင်းတန်းကြီးစိုးမိုးလာတာလေတကယ်ပဲဒီကြီးချန်ကောတယောက်တည်းကိုကြောက်နေရမှာလားမိုက်မဲတဲ့ကောင်မင်းကဧကရစ်အဆင့်ကိုမရောက်သေးတော့ကြီးချန်ကောရဲ့ကြောက်စရာကောင်းပုံကိုနားမလဲတာမျိုးနွယ်စုကောင်းဆောင်ကအော်ဟောက်လိုက်တယ်ငါတို့ဘယ်သွားမလဲဟုတ်လား
တမျိုးနွယ်စုလုံးပြောင်းရွှေ့မဲ့အဆင့်ငါကြင်ကြံသူအထက်ရှိသမျှလူအကုန်လုံး3နာရီအတွင်းငါနဲ့အတူဟင်းလင်းပြင်းတွေကိုပုံကွယ်ပြီးဒီငရဲနယ်မြေကနေလုံးဝအစဖြောက်မယ်သူငါတို့ကိုမျိုးတုံးတက်ဖို့အကြောင်းပြချက်ရှာမရအောင်လုပ်ရမယ်အဲ့ဒီအချိန်မှာပဲကျွန်တော်စီမှာအင်ရှင်သည်မင်းမျိုးနွယ်စုတစ်ခုလုံးကိုတုံးလုံးခြောက်ချားစေခဲ့တဲ့ဖြင့်နာမည်ကျော်ကြားမှုအမှတ်200တိုးလာပါသည်လို့စနစ်ကပြတယ်ဟာ200တောင်တိုးလာလား1900မှာရက်နေတဲ့အမှတ်ကပြန်တက်လာပြီးဟေးလို့ကျွန်တော်ဝမ်းသာသွားတော့မှပဲစနစ်ကထပ်ပြပြန်တယ်နာမည်ကျော်ကြားမှုအမှတ်များစက်တိုက်မြင့်တက်နေပါသည်လက်ရှိစုစုပေါင်းအမှတ်4933တို့ရောက်ရှိသွားပြီဖြစ်၍9000ပြည့်ဖို့နီးကပ်နေပါပြီအဲ့ဒီလူကြီးကကိုဘာသာကိုဘိုက်ပေါက်သေးတာလေဒါကပါငါခေါင်းပေါ်ရောက်ပြီးအမှတ်တက်တာလားဟုတ်ပါသည်အင်ရှင်ကြောင့်တွဲဝိုက်တော်နည်းဖြင့်ရန်သူတေဆုံးသွားခြင်းဖြစ်ပါကနာမည်ကျော်ကြားမှုအမှတ်ကိုပုံမှန်အတိုင်းရရှိနိုင်ပါသည်ဟာအဆင့်3ဧကရစ်တယောက်ထဲနဲ့တင်အမှတ်တွေဒီလောက်တက်တာဆိုရင်ငါသာထိုက်ရွှံမျိုးသမီးဧကရစ်ကိုတတ်နိုင်ရင်တော့အကြီးအကျယ်ချမ်းသာပြီပေါ့လို့ကျွန်တော်တွေးပြီးပျော်နေမိတယ်အဲ့ဒီအချိန်မှာပဲမူယုံဖန့်ကဝမ်းသာအားရနဲ့ပြေးဝင်လာတဲ့ဘိုးဘေးမင်္ဂလာသတင်းပါဘိုးဘေးဘာကိစ္စမို့လို့ဒီလောက်ပြာရခတ်နေရတာလဲလို့ကျွန်တော်ကတင်းငိမ့်စွာမေးလိုက်တယ်အင်အားကြီး9ခုတည်းကတစ်ခုဖြစ်တဲ့မင်းမျိုးနွယ်စုကလူလွတ်ပြီးအဆင့်4ရတနာခရမ်းရောင်ဝိညာဉ်အိုးဟောက်ကိုလာရောက်ပြစ်တောင်းပန်တဲ့အနေနဲ့ဆက်တပါးတယ်ဖျားပြီးတော့